လက်သွေးကလည်းမဟုတ်တယ်လို့ဆက်သွေးကလည်းမဟုတ်ဘူးနော်တနခါအတုံးရဲ့အပွဲသီးတန်းကိုခွာပြီးတော့ရေဆေးပေါင်းတင်ပြီးတော့မှကြိတ်ထားတာဥတိုင်းလေသားလုံးဝမပါတာဖြစ်တဲ့အတွက်အလေးလေးအဖက်ဖက်လုံးဝမထွက်ပါနော်အနံ့စီနော်ဓာတုအနံ့စီနော်မြေစီမြေဝါလုံးဝမပါဘူးကြာရှည်ခံစေးလုံးဝမသုံးထားဘူးလုံးဝတဘာဝစစ်နော်အလေးအဖက်ထွက်လားမထွက်လားတော့သေချာကြည့်တော်ရေအလေးဖက်လည်းထွက်ဖို့နေနေတာနော်ဣစညက်ညောနေလို့လူတိုင်းကြိုက်တာနော်6လသားကလေးကနေစပြီးတော့ဖိုးဖွားဒီလဲလိန်လို့ရတယ်ဓာတုရဲ့နက်စီမိတ်ကသားကြီးလုံးဝမပါတော့အသားပေါ်တင်လိုက်တာနဲ့အေးမြနေတာပဲဟုတ်လားဒီຫນွေနဲ့ဒီတနခါနဲ့ကတော့အန်ကိုက်ပဲအဲ့ဒါမင်းခန့်ရှင်မတော်တနခါလို့ခေါ်ပါတယ်တစ်ခဲကို9000မှာ10ခဲကို4300 10ခဲကနေစပြီးတော့ကိုယ်စလဲတွေအကုန်ခေါ်တယ်ဟုတ်ပြီလားနော်တဲတွေမြေတွေဆိုတော့ဝေးကိုပြေးလိုက်ဝေးကိုပြေးလိုက်တော့နော်ဒီမှာကြည့်မယုံဘူးမလားဒီမှာကြည့်မယုံရင်သေချာကြည့်ဘယ်မှာလဲတဲဘယ်မှာလဲတဲဘယ်မှာလဲကြမ်းတာဒီမှာကြည့်လိုက်ဒါတော့ဣဆက်ညက်ညောနေအောင်ကြည့်လိုက်နော်လူတကာကြိုက်တဲ့တနခါပါဒီမင်းခန့်ရှင်မလောင်တနခါတဘာဝစစ်ကိုထုတ်ထားတာအနံ့စီလည်းမပါဘူးအမွှေးစီလည်းမပါဘူးကြာရှည်ခံဆေးလည်းမပါပါဘူးနော်တခါ9000 10ခဲ4300နဲ့စပြီးတော့ကိုယ်စလဲဝင်ပြီးတော့ဝယ်ယူလို့ရပါပြီရှင်